ကျွန်တော်တို့တစ်ခါလေဂိမ်းဆောတဲ့ခါမှာနိုင်ပွဲတွေဆက်တိုက်ရတဲ့နေ့တွေရှိသလိုတစ်ခါလေကြပြန်တော့လေဘလို့စောစောအဆင်မပြေပဲပွဲတိုင်းဆင်းတွေဖြစ်တဲ့နေ့တွေလည်းအများကြီးပဲဗျာတကယ်ချင်းတို့ကိုသိစေချင်တာ TikTok ပေါ်မှာကျန်းတဲ့ဗီဒီယိုတွေအများတန်းတင်တိုင်းလေအများတန်းကျန်းနေကြတာမဟုတ်ပါဘူးဗျာ10 မိနစ်စာဗီဒီယိုလေးရဖို့3-4 နာရီလောက်ဂိမ်းဆောပြီးမှရလာကြတာဗျာဒါကြောင့်မို့ကျွန်တော်တို့လူတွေကိုတဲတွေလိုက်တွေမပေးနေပါသေးဗျာတကယ်ဖုန်းမကောင်းမဲနဲ့ဂိမ်းဗီဒီယိုတွေကိုစူးစမ်းပန်းစားလုပ်နေတဲ့လူတွေကိုတွေ့ရင် supporting ပေးကြပါတကယ်ချင်းတို့ရဲ့ like တစ်ချက် comment တစ်ကြောင်းကသူတို့နောက်ဗီဒီယိုတွေထပ်လုပ်ဖို့အတွက်အားရင်တွေအများကြီးရှိလာစေပါတယ်ကျွန်တော်နောက်ဆုံးပြောချင်တာလေးကတော့နာမည်ရှိယူသားလူတွေကို supporting ပေးကြသလိုတကယ်စူးစမ်းနေတဲ့သူတွေကိုတွေ့ရင်လည်း supporting ပေးကြပါလို့ကျွန်တော်ဒီနေရာလေးကနေပြောချင်ပါတယ်ဗျာစာဟို9နိုင်ပြရတော့မယ်ဆိုရင်တော့မလာတော့ဘူးလေကျွန်တော်ရုံးသွားအောင်